သမီးဖြစ်သူကိုဘဲလေးကပြဖို့အတင်းအကျပ်ဖိအားပေးရကနေကြောရိုးကိုနင်းချိုးပြီးအယုတ်တရုတ်ဖြစ်ပြောင်းလဲပစ်ခဲ့တဲ့မိခင်ခံစားချက်မဲ့စွာနဲ့တချင်းတန်စင်လိုက်ပြပြနေရတဲ့လူသားကြီးတတ်တာလေးရဲ့ဖြစ်ရမှန်းသမီးဖြစ်သူအန်နာကိုဘဲလေးကတက်မြောက်စေခြင်းနဲ့မိခင်ဖြစ်သူဟာရက်ဆက်တဲ့နီလန်ကိုတုံးခဲ့ပါတယ်သူမဟာအန်နာရဲ့လက်နှစ်ဖက်ကိုနောက်ပြန်ချုပ်ထားပြီးကြောပြင်ပေါ်ကိုခြေထောက်နဲ့အားကုန်နင်းချပစ်ခဲ့တာပါအန်နာတယောက်နာကျင်လို့အော်ဟစ်နေပေမဲ့လည်းမိခင်ဖြစ်သူကတော့လက်မလျှော့ခဲ့ပဲအဆုံးမှာတော့အန်နာရဲ့ကြောရိုးမကြီးကျိုးသွားတဲ့အထိဖြစ်ပျက်ခဲ့ရပါတယ်အန်နာဟာကျမ်းပြင်ပေါ်မှာမလုံမရှက်လဲကျနေပေမဲ့သူမရဲ့မျက်နှာမှာတော့ဒီညင်မနှိမ့်ဆက်မှုတွေကနေလွတ်မြောက်သွားပြီဆိုတဲ့စိတ်သက်သာရမှုအရေးအယောင်တွေဖြစ်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ရက်ဆက်တဲ့မိခင်ကတော့နောက်တရားကောင်းမှမသိခဲ့ပါဘူးသူမဟာတေးလူမျိုးပါဖြစ်နေတဲ့အန်နာရဲ့ခန္ဓာကိုယ်ကိုစက်ရုပ်ရည်ရတစ်ခုအတင်းအကျပ်ထည့်သွင်းပြီးအယုတ်တရုတ်အဖြစ်ဖန်တီးပစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအန်နာဟာစိတ်ဝိညာဉ်မရှိတော့ပဲဂီတတစ်တာတစ်ခုလိုတစ်ပတ်ပြီးတစ်ပတ်လည်းပဲရင်ကပြနေရတဲ့ဘဝကိုရောက်ရှိသွားခဲ့ရပါတယ်ဒီလိုနဲ့နှစ်ပေါင်း30ကျော်ကြာမြင့်ခဲ့ပြီးနောက်လူတစုဟာအန်နာရဲ့အယုတ်ခန္ဓာကိုယ်ကိုမတော်တဆရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်ဝီလျံဆိုတဲ့လူငယ်ကအပေါ်ကဖုံးအုပ်ထားတဲ့အဖြူရောင်ပိတ်စကိုဖယ်ရှားလိုက်တဲ့အခါနှစ်တွေအကြာကြီးကုန်ဆုံးသွားပေမဲ့လည်းအန်နာရဲ့ရုပ်တွင်ကနုပြိုမြဲနုပြိုနေတာကိုတွေ့လိုက်ရပါတယ်ချက်ချင်းဆိုသလိုပဲလူစီကအယုတ်ရဲ့အောက်ခြေမှာရှိတဲ့အပေါက်ထဲကိုတော့အိမ်ထည့်ပြီးလှည့်လိုက်တဲ့အခါမှာတော့အန်နာဟာစက်ရုပ်တရုတ်လိုခံစားချက်မဲ့တဲ့မျက်နှာပြင်နဲ့စတင်လဲပတ်ပြီးကပြပါတော့တယ်အဆုံးသက်သွားချိန်မှာတော့မျက်လုံးတွေကိုအချီနဲ့အသေးချုပ်ထားခြင်းခံရတဲ့အန်နာဟာအနံ့ခံစနစ်ကိုတုံးပြီးသူမရဲ့အနီးနားမှာလူတစ်ယောက်ရှိနေတာကိုရိပ်မိသွားပါတယ်အဲ့ဒီနောက်ရုတ်တရက်ဆိုသလိုလူစီရဲ့လက်ဘက်ကိုလှမ်းပြီးညှစ်တက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ခွန်အားပလာကောင်းမွန်တဲ့လူစီကအန်နာကိုပြန်တွန်းထုတ်ပြီးတတိမိသွားအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူစီကအန်နာရဲ့မျက်လုံးတွေမှာချုံနှောင်ထားတဲ့အချီကျိုးတွေကိုဓာတ်နဲ့ထပ်တောက်ပေးလိုက်ပါတယ်မျက်လုံးပွင့်လာပြီးအမြင်အာရုံနဲ့အတူစိတ်မပြန်ရလာတဲ့အန်နာဟာလူစီကိုတိုက်ခိုက်ခြင်းမပြုတော့ပါဘူးအဆုံးသက်မှာတော့အန်နာဟာတိတ်ဆိတ်ငြိမ်သက်ပြီးလှိုင်းတဘိုးတွေရိုက်ခတ်နေတဲ့ပင်လယ်ကမ်းခြေစီကိုလမ်းလျှောက်ထွက်ခွာသွားခဲ့ပါတော့တယ်